တူရီချမရှင်များအားလုံးပဲမင်္ဂလာပါနော်။နောက်ပြန်အဖွင့်နေပေါ့နော်6ရက်9လ26ကနေပြီးတော့6ခွန်8ပေါ့နော်8ရက်9လ26အဖွင့်နေတနင်္လာကနေစပြီးတော့တနင်္လာအင်္ဂါဗုဒ္ဓဟူးပေါ့နော်3ရက်စာမွေးကွက်လေးပါနော်ဒီကွက်ပါဒါဆိုရင်လိုက်ပြီးတော့ကြည့်ပြပါအောင်နော်key break ပေါ့နော် key break နဲ့တော့ပါမယ်ဒီမှာရှိတာက6ဒီမှာရှိတာက3ညပေါ့နော်ဒီ6နဲ့3ညနဲ့နှလုံးပေါင်းမယ်နော်6 3ညနှလုံးပေါင်းတော့ပေါင်းခြင်းက6ရတယ်6ရဲ့ power က1 6ရဲ့နှက်ခတ်က9 6 1 9ဆိုပြီးတော့ key 3လုံးရထားတယ်ပေါ့နော်ဒါဆိုရင်အခု break ကိုသွားမယ် break ကတော့ဒီမှာရှိတဲ့1ပါနော်1တစ်လုံးနဲ့ယူထားတာ1ရဲ့ power 6ရဲ့နှက်ခတ်8ပေါ့နော်168 break ဆိုပြီးတော့ရပါတယ်နော်ဒါဆိုရင်6ပေါ့နော်ကီးက6ကီး6ကီးကို1 break ဆိုတော့6 5 6ကီးကို6 break ဆိုတော့60ပါနော်6ကီးကို10 break ဆိုတော့6နဲ့နော်1ကီးကို1 break ဆိုတော့30 1ကီးကို6 break ဆိုတော့5နဲ့1ကီးကို10 break ဆိုတော့1ခွန်ပေါ့နော်ဒါဆိုရင်6ကီးကိုသွားမယ်1 break ဆိုတော့6နှစ်ပေါ့နော်6ကီးကိုသွားပါမယ်6 break ဆိုတော့6ခွန်ပါ6ကီးကိုသွားပါမယ်10 break ဆိုတော့6ပေါ့နော်ဒါဆိုရင်ထွက်ကနန်းပေါ့နော်3ရက်စာ6ချိန်ထွက်တဲ့ထွက်ကနန်းလေးနဲ့တိုက်ကြည့်မယ်ပေါ့နော်ဒီမှာက68 3ည6เนาะ68 3ည6ဒီမှာက60ဆိုတဲ့ကြောင့်မလို့အားတစ်ချိန်ပေါ့เนาะပြီးရင်68เนาะ2 9ဒီမှာက9နှစ်ဆိုတော့အားပေါ့เนาะ66ဒီမှာ9နှစ်ပေါ့เนาะဒါဆိုလို့ရှိရင်60နဲ့9နှစ်ကပေါ့နော်အာ2ချိန်ထွက်ထားတယ်ပေါ့နော်ဒါဆိုရင်နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားမယ်နော်ဒီမှာ8ဒီမှာ2ပေါ့နော်8နှစ်8နဲ့2နဲ့နှလုံးပေါင်းမယ်8နှစ်ပေါင်းတော့3ည3ညရဲ့ power က9 3ညရဲ့နက်ကကခွန်3ည5ခွန်ပေါ့နော်3ည5ခွန်ဆိုပြီးတော့ရထားတယ်ဒါဆိုလို့ရှိရင် break ကိုသွားမယ်ဒီမှာရှိနေတာက9ပေါ့နော်အဲ့တော့9 power က4 9နက်ကက6ပေါ့နော်6 4 6 break ဆိုပြီးတော့ရထားပါတယ်ဒါဆိုရင်3ညကီးပေါ့နော်ဒါကကီးနော်3ညကီးကိုဒီမှာ6 break ဆိုတော့3ည9 3ညကီးကို4 break ဆိုတော့3ည4နဲ့3ညကီးကို6 break ဆိုတော့3ည6ပေါ့နော်နောက်တစ်ခါ5ကီး5ကီးကို6 break နဲ့ဆိုတော့5 4 5ကီးကို4 break နဲ့ဆိုတော့5 9 5ကီးကို6 break နဲ့ဆိုတော့5 1ပေါ့နော်ဒါဆိုရင်ခွန်ကိုသွားမယ်ခွန်ကီးကို6 break နဲ့ဆိုတော့ခွန်နဲ့ခွန်ကီးကို4 break နဲ့ဆိုတော့ခွန်ဖြစ်ပြီးတော့ခွန်ကီးကို6 break ဆိုတော့ခွန်9ပေါ့နော်ဒီနားလေးတွေရထားတယ်ဒါဆိုရင်ညီမတို့ဒီမှာနော်3ရက်ထွက်တဲ့6ချိန်ကနန်းလေးနဲ့တိုက်ကြည့်အောင်နော်ဒီမှာက6နှစ်ပါနော်6နှစ်ပြီးတော့4 8ဒီမှာ5 9ဆိုတဲ့အတွက်ကြောင့်မလို့5 9ပေါ့နော်တဲ့ချိန်ပေါ့နော်တဲ့6ခွန်3 4 8ပေါ့နော်ဒါဆိုရင်နော်ဒီ3ရက်စာ6ချိန်မှာတော့5 9တဲ့ချိန်အောင်ထားတယ်ပေါ့နော်ဒါဆိုရင်အခုနောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားကြရအောင်နော်ဒီမှာက2ပါဒီမှာက1ပါเนาะ2နဲ့1နဲ့နှလုံးပေါင်းမယ်2ရဲ့1ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက3ရထားတယ်3ရဲ့ power က8ပါ3ရဲ့ naked က5ပါ3 8 5ကီးဆိုပြီးတော့ရထားတယ်ဒါဆိုရင် break ကိုသွားမယ်ဒီမှာရှိနေတာက6ပေါ့เนาะ6ရဲ့ power 1 6ရဲ့ naked 9 6 1 9 break ဆိုပြီးတော့ရထားတာပေါ့เนาะဒါဆိုရင်3ကီးကို6 break ဆိုတော့3 3နဲ့သွားမယ်3ကီးကို1 break ဆိုတော့3 8 3ကီးကို9 break ဆိုတော့3 6ပေါ့နော်ဒါဆိုရင်8ကီးကိုသွားပါမယ်နော်8ကီးကို6 break ဆိုတော့8 8ပေါ့နော်8ကီးကို1 break ဆိုတော့8 3 8ကီးကို9 break ဆိုတော့8 1ပေါ့နော်5ကီးသွားပါမယ်5ကို6 break ဆိုတော့5နဲ့1နဲ့ပေါင်းရင်6ပေါ့နော်5ကို1 break ဆိုတော့5 6 5ကိုမှ9 break ဆိုတော့5 4ပေါ့နော်ဒါလို့ဆိုရင်ရပါတယ်เนาะဒါဆိုရင်3ရက်စာထွက်တဲ့6ချိန်ကနန်းလေးပေါ့နော်30 33 9ပေါ့နော်တိုက်ကြည့်အောင်เนาะ33ပါတယ်ဒီမှာ33တဲ့တစ်ချိန်ပေါ့နော်9 60 38ဒီမှာ38ပါတယ်38 83ကဒီမှာကနန်းတက်ပြီเนาะအဲဆိုရင်38ကလည်းထည့်ပါတယ်ပေါ့နော်နောက်တော့8နှစ်ပေါ့နော်ဒါဆိုလို့ရှိရင်သူက33ရဲ့38ရဲ့ပေါ့နော်ဒီတစ်ခေါက်တော့2ချိန်အောင်ပါတယ်ပေါ့နော်ဒါဆိုရင်ခု
နောက်ထပ်တစ်ပင်ကိုဆက်ပြီးတော့သွားရအောင်เนาะဒီမှာက3ညဒီမှာက6 3ညရဲ့6ရဲ့နှလုံးပေါင်းတော့ပေါင်းခြင်းက6ရဲ့ပါဝါ1 6ရဲ့နက်က9 6 1 9ကီဆိုပြီးတော့ရထားတယ်เนาะဒါဆိုလို့ရှိရင်ဆက်သွားပါမယ်เนาะဒီမှာက3ည break လေးပါเนาะ3ညပါဝါက9နက်ကကခွန်ပေါ့เนาะ3ည5ခွန် break ဆိုပြီးတော့ရထားတယ်ဟုတ်ပြီเนาะဒါဆိုရင်ဆက်သွားရအောင်เนาะ6ကီးကို3ည break ဆိုတော့6 4ပေါင်းရင်3ည6ကီးကို5 break ဆိုတော့6 9ပေါင်းရင်5နဲ့6ကီးကို9 break ဆိုတော့6တက်ဆိုရင်ခွန်ပေါ့เนาะနောက်တစ်ခါ1ကီးကိုသွားမယ်1ကီးကို3ည break ဆိုတော့1 9 1ကီးကို5 break ဆိုတော့1 4 1ကီးကို9 break ဆိုတော့1 6ခွန်ပေါ့နော်အဲ့ဒါက6ကီးကိုသွားပါမယ်6ကို3ည break ဆိုတော့6တက်3ညပေါ့နော်6ကို5 break ဆိုတော့6 6ဆိုရင်9 9ကို9 break ဆိုတော့9 8ဆိုရင်ခွန်ပေါ့နော်ဒီကနန်းလေး1နဲ့6 4 6ကို6တက်ပေါ့နော်1 9 1 4 1 6ပေါ့နော်ဒါဆိုရင်6 1 6 9 8ဆိုတော့ဒီမှာထက်ကနန်းလေးက2ကွက်ရှိတယ်ပေါ့နော်ဒါဆိုရင်ဒီမှာ3ကွက်နော်ထက်ကနန်းကဒီမှာ3ကွက်နော်ဒါဆိုရင်3ကွက်6ကွက်ပဲရှိရဲဒါဒီတစ်ပတ်အတွက်မွေးကနန်းက6ကွက်ပေါ့နော်ဒါကညီမရှာတွေ့ရညီမတက်တာကိုချက်ပြခြင်းဖြစ်ပါတယ်ကိုတို့မှတော့ကြိုက်တူမချန်တဲ့သမီးဆိုလိုက်ပြီးတော့ကစားကြပါအားလုံးပဲလာမယ့်ပတ်မှာမွေးကနန်းနဲ့ကြိုးပေးပြီးကံကောင်းပါစေဆုတောင်းပေးလိုက်ပါရနော်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်